စကားပုံတော့ခတ်ပြီးလိုပဲတာတာကိုဆွဲအားယူနေသွားဖို့ဆိုတကနက်တီကြွားသားများကထန်တောင်းတို့ကြွားသူလေးကမျက်စောင်းတို့ကိုကြောင်ချင်းနေတဲ့ချက်ပေါင်း